လှပတဲ့နေရာတစ်ခုကိုတွေ့ရတဲ့ resort တစ်ခုတိစောက်လို့မရနိုင်သေးပါဘူးဒီဇိုင်နာတယောက်အတွက်အရေးကြီးဆုံးကဒီမြေကဘာပြောနေလဲဆိုတာကိုနားထောင်တတ်ဖို့ပါပဲဒီနေရာကိုပထမဆုံးရောက်တဲ့နေ့မှာကျွန်တော်ဘယ်လိုနေကိုဘယ်နေရာမှာစောင့်မလဲဆိုတာထက်နေရောင်ကဘယ်ရလာတယ်လေဘယ်လိုတိုက်တယ်ရေဘယ်လိုစီးတယ်အစရှိရတွေကိုရင်ကြည့်ခဲ့ရပါတယ်ဒီဆိုင်မှာရိမ်နေပါတယ်ရောက်ပြီးခဏအတွင်းမှာပဲနေရောင်ရဲ့အားကိုခံစားရတယ်ဒါကြောင့်နာဂဒီဇိုင်းမှာရှိတ်နဲ့ landscape ကအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်လာမယ်ဆိုတော့သိလိုက်ရတယ် landscape မှာလည်းအရေးရမယ့်အပင်တွေအများကြီးသုံးပေးဖို့လိုတယ်ဆိုတော့ဒီလက်စားရဲကျွန်တော်သိလိုက်ရတယ်ဒါပေမဲ့ဒီနေရာမှာအားစရာတစ်ခုရှိသေးတယ်အဲ့ဒါပန်းလောင်မြစ်ဘက်ကနေအေးမြတဲ့လေကအမြဲလိုဝင်နေတယ်ဒီလေကဒီဆိုင်ရဲ့တမိုးရှိဆုံး natural asset တစ်ခုရဲ့တစ်ခုဖြစ်မှာပဲကျွန်တော်မြင်တာအခုမြေခွက်တစ်ခွက်မဟုတ်တော့မြစ်တစ်စင်းတောင်တန်းတွေနဲ့မမေ့နိုင်တဲ့ view တစ်ခုကိုမြင်ခဲ့တာပဲစိုက်ထဲမှာရှိနေပြီးသားသစ်ပင်တွေကိုလည်းလေ့လာခဲ့တယ်တချို့အရာတွေကိုဖျက်ပစ်လို့မရအောင်ဖျက်ပစ်ဖို့အတွက်လည်းမဟုတ်ဘူးဒီဇိုင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်အသုံးချဖို့ဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်စိတ်ကူးတွေစတင်ထွက်လာပါပြီဒီ sketch တွေက final design မထုတ်သေးပါဘူးဒါပေမဲ့ Pandora Fans Day ရဲ့အစပြုမဲ့ image တွေဖြစ်ပါတယ်ဒီမျိုးကိုနားလည်ဖို့ကျွန်တော်ကြိုးစားခဲ့ပါတယ်နောက်ထပ် episode တွေမှာတော့ဒီ sketch တွေကနေတကယ်အဆောက်အဦတွေဖြစ်လာဖို့ဘယ်လိုစတင်ခဲ့လဲဘယ်လိုတွေတိစောက်ခဲ့လဲဆိုတာကိုဆက်လက်မျှဝေပြသွားပါမယ် Okay အဲ့ဆို episode 3မှာတွေ့ကြမယ်နော် See you